နေရာဒေသတည်တည်မှာတန်ညာကဆွေမျိုးတွေအားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့ဆရာမငွေကြပြီဖြစ်ပါရဲ့နော်။ဟုတ်ပြီ2025ဆယ်လပိုင်းတလစာအတွက်တောက်ကြသားသမီးတွေရဲ့ဆယ်လပိုင်းတလစာကံကြမ္မာကိုခံမှန်းအကြံပြုပေးမှာဖြစ်ပါတယ်။ဒီလိုအကြံပြုပေးတဲ့နေရာမှာကျွန်မကတော့အချက်5ချက်နဲ့အကြံပြုပေးမှာဖြစ်ပါတယ်။ကျွန်မကတော့ကျမရေးကိုဦးစားပေးတဲ့သူဆိုတော့နံပါတ်1ကျမရေးနံပါတ်2အချစ်ရေးနဲ့အိမ်တော်ရေးနံပါတ်3စီးပွားရေးနဲ့ငွေကြေးကိစ္စနံပါတ်4ပညာရေးနံပါတ်5ခီးသွားလာခြင်းတို့ဖြစ်ပါတယ်ရှင်နော်နံပါတ်1ကျမရေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီဆယ်လပိုင်းဟာတောက်ကြသားသမီးတွေအတွက်ထူးမရှိပါဘူးနော်တာမန်ပေါ့နော်နှာစီးချောင်းဆိုးဒီလောက်ပါပဲเนาะတာမန်တော့ပဲရှိပါတယ်เนาะအခြေရေးနောက်ရေးနဲ့ပတ်သက်လို့ရှိရင်တော့ပျော်ရွှင်စရာကိစ္စလေးတွေရှိတယ်เนาะဒီဆယ်လပိုင်းဟာအခြေရေးအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ပျော်ရွှင်စရာဘာပျော်ရွှင်စရာလဲဆိုတော့ပျော်ရွှင်စရာရှိတော်ညာလဲငွေကြေးတော့အကုန်ကြများနေတယ်เนาะတော်လာလှုပ်ရတာတွေเนาะအိမ်တွင်းရေးအတွက်ကုန်ကြငွေတွေတော့များတယ်နော်ပျော်ရွှင်စရာရှိတယ်ဆိုတာကွဲကွာနေတဲ့သူတွေပြန်လဲစုစည်းတာပေါင်းစည်းတာတွေးဆုံရတာမျိုးတွေရှိတတ်တယ်နော်ဟုတ်ပြီအခြေရတော့ကံမကောင်းဒါခုနကတော့စီးပွားဥစ္စာအိမ်အောင်ရေးကိုပြောပြတာအခြေရနဲ့ပတ်သက်ရင်တော့တုံးနဲ့တူကအထင်မြင်တွေလွဲမားနေတယ်လွဲချော်နေတယ်လုံးသမျှပြောင်းပြန်ဖြစ်နေတယ်နော်နီးစပ်အောင်လုပ်တာတွေကလည်းဝေးကွာနေတယ်အဲ့လိုသဘောမျိုးတွေရှိတယ်နော်စီးပွားရေးနဲ့ပတ်သက်လို့ရှိရင်တော့အခက်အခဲကြီးမားမားရှိမယ်အဲ့ဒီအခက်အခဲကြီးမားမားကိုဒီဆယ်လပိုင်းမှာကြော်လွှားနိုင်တော့အောင်မြင်ပြီနော်ကိုကတကယ်ပေါ့နော်ကိုကထိတ်တန်းကိုထိရောက်နိုင်တယ်နော်တော်တော်အောင်မြင်တဲ့အနေအထားမျိုးထိရောက်နိုင်တယ်နော်ဒါကြောင့်မို့မိမိကဆိုင်ဖွင့်တာတို့ဘာလို့ဆိုလို့ရှိရင်တော့တရားတွေဘာတွေဖွင့်တင်တယ်ဒါစီးပွားရေးနဲ့ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးပြောတာပေါ့နော်ကြီးမားမားအတိုက်ခိုက်ကြီးမားမားအခက်အခဲရှိနိုင်မယ်နော်ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ဆယ်လပိုင်းမှာထင်သလောက်မဖြစ်ဘူးအဲ့ဒီအတွက်တော့စိတ်ကမကြဘူးလိုတယ်ပေါ့နော်တောက်ကြသားသမီးတွေဆယ်လပိုင်းမှာတော့ဘယ်ပညာရေးမှာကောင်းမွန်လဲဆိုတော့စေဝါနဲ့ပတ်သက်တဲ့ပညာရေးတော့ကောင်းမွန်တယ်နော်တောက်ကြသားသမီးတွေဆယ်လပိုင်းမှာစေဝါနဲ့ပတ်သက်တာတွေကောင်းမွန်တယ်တခြားသောပညာနဲ့ပတ်သက်တာမျိုးတွေကတော့လက်တော်လုံးမှာအဆင်ပြေနိုင်မှုအခက်အခဲတွေရှိမယ်အတားအဆီးတွေရှိမယ်အဲ့လိုမျိုးရှိတယ်နော်တောက်ကြသားသမီးတွေကဆယ်လပိုင်းမှာခီးသွားခြင်းတော့အင်မတန်ကောင်းမွန်တယ်ရှင်နော်ခီးသွားခြင်းကိုအကြောင်းပြုပြီးတော့ငွေကြေးမြောင်များရရှိနိုင်တဲ့အဆင်ပြေနိုင်တယ်နော်လက်တော်လုံးမှာတော့ငွေကုန်ကြေးချတော်တော်များနေတယ်နော်ဒါကြောင့်မို့ဆယ်လပိုင်းမှာခီးသွားခြင်းကိုအကြောင်းပြုပြီးတော့မှထူးခြားတဲ့ငွေကြေးတွေရရှိမယ်ထင်မှမထားတဲ့ငွေကြေးတွေရရှိနိုင်တဲ့အရင်တော့ရဖို့မရသေးတဲ့ငွေတွေကြန့်ကြာတဲ့ငွေတွေလည်းပြန်ပေါ်လာတတ်တယ်နော်ဒါကြောင့်မို့ခီးသွားခြင်းကိုတော့အားပေးပါတယ်စနေသားသမီးတောက်ကြသားသမီးတွေရောနော်ခုဆိုလို့ရှိရင်2025အတွက်တလစာအတွက်တောက်ကြသားသမီးတွေရဲ့တလစာကံကြမ္မာကိုခံမှန်းအကြံပြုပေးခြင်းကိုဒီမှာနေအဆုံးသတ်လိုက်ပါပြီရှင်နော်နေရာဒေသအသီးသီးမှာတန်တန်ကဆွေမျိုးတွေအားလုံးပဲစိတ်ချမ်းသာခန္ဓာကြီးကျန်းမာတောကပူမီတွေကင်းဝေးပြီးတော့ကောင်းသောလူရဆန္ဒတွေပြေဝကြစေဖို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ရှင်